ကျွန်တော်အဲ့နမနေနောက်တန်းနေဂျာထဲမှာရောနေဘောလုံးလာနဲ့ရှောင်ပေးလိုက်အဲ့ကိုသမားတော်တော်ညံ့နေနော်ဂိုးပေါက်တက်အောင်နော်ကဟဲ့အောင်နေအဲ့နာမှာပဲစုနေလို့ဘယ်မှမသွားနဲ့အဲ့ဂိုးရှိမှာပိတ်နေဂိုးသမားမျက်စိနှောက်အောင်လုပ်နေပါလေဆိုဒီမှာတွင်းမြို့ထဲမှာလမ်းမတော်စင်မြူနီကူလီထမ်းမယ်ဘယ်ကောင်တားမလဲဘယ်ကောင်တားရဲလဲပြောကြလေစင်မြူနီကူလီထမ်းမှာဘယ်ကောင်တားရဲလဲရှေ့ထွက်ခဲ့သဘောမတူဆိုတဲ့ကောင်ရှေ့ထွက်ခဲ့လေလားထိတ်တိုက်လာပြောငါ့ကိုထိတ်တိုက်လာပြောဟမ်ဟုတ်ကဲ့နောက်တစ်ထည့်ထိုးပေးပါအောင်ရှင်နောက်တစ်ထည့်ဟာရီကေဟာဒါကြီးကပဲကြားရပါလားဟာတော့ဒါတော့ထိုးလို့မရအောင်ရော့ဒီပုံနဲ့ထည့်ထားလိုက်တားလေးပါလို့တအားဝမ်းနေပြီးတော့ငိုနေတာလေဥကိုပြောပြပါအောင်တားလေးအပေးတဲ့အတင်းကရှုံးသွားလို့လားဥတို့အတင်းကိုရှုံးသွားလို့ဝမ်းနေပြီးတော့ငိုတာလားကိုအလိုင်းတခုလောက်မေးချင်လို့ပါဟာတိုက်စစ်မှုတယောက်ဖြစ်ဖို့အတွက်လေဘလို့ဟာတွေကအရေးကြီးတယ်ခင်ဗျတိုက်စစ်မှုတယောက်ဖြစ်ဖို့အတွက်အရန်ချစ်ပြီးမယူဖို့ကပိုအရေးကြီးပါတယ်သူများကိုသွင်းဖို့ဖန်တီးပေးရတဲ့ပေါ်ခန်းစားချက်လေးသိချင်ဥပမာလေးတစ်ခုပေးမယ်အဲ့ဒါဘာနဲ့တူလဲဆိုတော့ဂိုးဖန်တီးတယ်ဆိုတာရေးစားစာရေးပေးလိုက်ရတယ်လို့ပဲကိုရေးပေးလိုက်တဲ့လူစော်ရသွားရင်ကိုလည်းကြားရပီတိဖြစ်ရပါတယ်ဒီဗီဒီယိုလေးမှာမြင်တွေ့ရတဲ့အတိုင်းပဲပက်ဂျီဆန်ကတော့နှစ်ပေါင်း14နှစ်ကြာသွားသည့်တိုင်အောင်ပီယာလိုကိုအလွတ်မပေးသေးတာခင်ဗျာလွန်ခဲ့တဲ့2010ခုနှစ်ချန်ပီယံလိပွဲစဉ်တစ်ပွဲဖြစ်တဲ့ AC Milan နဲ့ Manchester United တို့ပွဲစဉ်မှာပက်ဂျီဆန်အခုလိုမျိုးပဲပီယာလိုနောက်ကိုတကောက်ကောက်နဲ့လိုက်ပြီးတော့ရီးစားစကားပြောခဲ့တာခင်ဗျာရော့ဝါကက်စောင့်ကြည့်မဆိုင်တာဘာလို့အောင်ဝါကက်ဒီကောင်မရိုင်းလိုက်တာရော့နဝါတနီနဲ့ငါတော့မလုံးအောင်လေဘာလို့ပြမှာဟဲ့ပါလေစိတ်ခေါ်လာလားငါ့တားအောင်ထိချမ်းဟမ်မင်းလူမိုက်ထိချမ်းမင်းတတိရှင်ချမ်းလာလေချမ်းရောက်လားအပြေးပြန်နိုင်ဆော့မယ်လားလာပြေးမယ်လာပြေးမယ်လားရောက်ငါတော့ဆောင်းဘောလုံးနီးပြလှုပ်ရှားလာတာအချိန်လေးမကောင်းတော့တာကြောင့်ကျွန်တော်ရဲ့ special one ကြီးကတော့သပင်ညက်ဆိုင်ဖွင့်တော့မယ်ခင်ဗျာမြင်တွေ့ရတဲ့အမြဲဆရာမော်အနေနဲ့စံသားပညာကိုအခြေခံဘီးကင်ကက်ကြီးကင်အဆင့်ကနေလေ့လာသင်ယူနေတာခင်ဗျာဆရာမော်အနေနဲ့သပင်ညက်ဆိုင်ဒီတက်မကအောင်မြင်ခြင်းနဲ့ဆိုရင်တော့လာညက်တဲ့ customer တွေကိုတချင်းမှဆိုပြဖို့လိုအပ်နေသေးတာခင်ဗျာတဲ့ပင်ကောင်းငဲ့တတောင်းမကဘူးအဲ့လိုဆိုပြရမှာခင်ဗျာဒီဗီဒီယိုမှာတော့မြင်တွေ့ရတဲ့အတိုင်းပဲစီးချက်တိုင်လူကြီးဟာသူ့ရဲ့ဘဝရှိရေးကိုစဉ်းစားမိပြီးတော့ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြတ်နေတာခင်ဗျာနှစ်ဖက်ကစားသမားတွေအနေနဲ့လည်းတိုင်လူကြီးကြောင်ပြောက်နေတာကိုအခွင့်အရေးယူပြီးတော့မြောက်ချင်တဲ့လူမြောက်နေကြတာခင်ဗျာကိုမင်းထုံဘယ်ဘက်မြောက်ရမှာတော့တီးဦးလေဟာမသိလို့မရဘူးလေကိုမင်းထုံအာယုံစိုက်ပါဗျာခင်ဗျာလည်းဆိုင်ကယ်ဘောကမစင်းမဲနဲ့ဘောလုံးကန်ကျင်တဲ့သူတွေအတွက်ဆိုင်ကယ်ဘောပြိုင်ပွဲရှိလို့နေတာဖြစ်ပါတယ်ကျွန်တော်မတုံကွင်းလင်းနဲ့တွဲထားတယ်ကွင်းလင်းနဲ့တောက်လျှောက်ပဲဆွဲလာတယ်မြတ်တစည်းကိုလိန်နဲ့ခောက်တဲ့ရထားသေးတယ်ကန်တယ်ဂိုးပြီမြတ်အဲ့နားမှာကန်မှာမဟုတ်ဒီဘက်ကိုလာကန်ဟုတ်ကွာဒီနားမှာပဲကန်မယ်လာလို့ဒီဘက်မှာကန်မှာလို့သွားအဲ့ဒါမောဖြစ်တယ်ဒီနားမှာလို့လာလို့ဟဲ့ဘာတွေဖြစ်နေကြတာလဲကျွန်တော်ကန်မဲဟာကိုလာပြီးတော့နေရာရွှေ့ခိုင်းနေကျွန်တော်ဒီနားမှာပဲကန်တတ်တာလေကန်တတ်တဲ့နေရာကန်မှာမဟုတ်လေဒိုင်းခိုင်းတဲ့နေရာမှာကန်လေဒိုင်းကန်ခိုင်းတဲ့နေရာမှာမင်းကန်ရမှာလေလာဒီနားမှာလာကန်ပေးဘောလုံးမှတ်တောင်ထားအောင်မင်းကန်လို့ကောင်းတဲ့နေရာရွေးခိုင်းနေရမဟုတ်ဘူးပြည့်တယ်မောဖြစ်တဲ့နေရာကန်လို့ကောင်းနေတယ်မသိဘူးကျွန်တော်စင်ကနေတင်တွင်းမှာပဲဒိုင်လူကြီးကတော့ပြေးနေရပြီခင်ဗျာဒီမှာပဲဘေးကနေပြေးလာပြီးတော့ဝင်ထိုးတယ်ကန်ကောင်းလို့ခင်ဗျာဒိုင်လူကြီးတောက်လျှောက်ပဲဆက်ပြေးရသေးတယ်နောက်ကနေတကုံပြင်းမဲ့သူတွေကလည်းတောက်လျှောက်ပဲလိုက်နေတယ်ခင်ဗျာဒီမှာမိသွားပြီစွန်ကြီးလောင်းကန်လိုက်ရပြီခင်ဗျာဒီပွဲစဉ်မှာလည်းဒိုင်လူကြီး၃ဦးစလုံးပြေးနေရပြီဖြစ်ပါတယ်ရှေ့ကနေစီချက်တိုင်ကဥဆောင်ပြီးပြေးနေပြီးတော့နောက်ကလိုက်လာတဲ့ကွင်းလေဒိုင်လူကြီးကိုမိသွားပြီခင်ဗျာပြင်းတယ်ခင်ဗျာဝိုင်းပြင်းတယ်ခင်ဗျာလင်းကရောက်တော့ဝိုင်းပြင်းနေတဲ့ကြားတွေကပဲကွင်းလေဒိုင်လူကြီးရအောင်ရုံးထွက်သွားနိုင်ခဲ့တာကိုလည်းတွေ့ရတယ်ခင်ဗျာဒီဘက်မှာလည်းဒိုင်လူကြီးနောက်တစ်ယောက်ကပြေးနေရပြန်ပြီခင်ဗျာညီတို့ညီပုံပြေးသွားမှမသိဒိုင်လူကြီး၃ယောက်စလုံးကွင်းပြင်ကိုတော့ရောက်သွားကြပြီခင်ဗျာနောက်ကန်လူကိုဖျက်ချော်ဖို့ကြိုးစားတယ်လဲမလို့မလဲမလို့လိမ့်ငါနဲ့ပန်နတီဧရိယာထဲရောက်မှလဲသွားတယ်ခင်ဗျာဒီချိန်မှာပဲဒိုင်လူကြီးကတော့ပန်နတီပြည့်တယ်မောတတ်မှတ်ပေးလိုက်ပြီခင်ဗျာဘိုးသမားရှင်းထွက်လာတယ်အဝေးကနေပဲလမ်းကန်လိုက်ပြီတိုင်ထိပြီးပြန်ထွက်လာတယ်ခင်ဗျာဒီတို့ရတယ်မယ်သူ့ဟာသူဘောလုံးကဂိုးမဂိုးတိုက်စစ်မှုကတော့အောင်ပွဲခံနေပြီဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ထသွားပြန်ကြည့်သတိရှိကြံရှိဤတုံးရေလောင်းအောင်ဆိုတဲ့ဆောင်းပုတ်ကလေးကိုတွားပြီးတော့သတိရမိတယ်ဆိုတာတင်ဆိုင်နေဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာ